မင်္ဂလာပါသတင်းသူတက်နဲ့ကျမရဲ့အကြောင်းအရာတွေတင်ဆက်ပေးနေတဲ့ CLGK Health Channel ကနှုတ်ခွန်းဆက်ပါတယ်ဒီနေ့ပြောမှာကစီးကျူသမားတွေအတွက်ဘယ်လိုတတိတွေကိုဘေးကင်းကင်းစားရမလဲပေါ့စီးကျူသမားတွေကအင်မတန်အစားဆင်းရဲပါတယ်သူလည်းကြောက်ကယောဂရှင်တွေလိုပဲတနာဖို့ကောင်းတယ် CKD ဖြစ်နေတဲ့လူတွေအစားဆင်းရဲလိုပဲသူလည်းဆင်းရဲခြင်းတစ်မျိုးပဲအဲ့တော့စီးကျူဒါမှမဟုတ်စီးကျူအကျူပေါ့စီးကျူမဖြစ်ခင်အခြေအနေရှိနေတဲ့လူတန်ပေါင်းများစွာရှိကမ္ဘာပေါ်မှာနော်အများနဲ့စိန်ခေါ်မှုဖြစ်နေတဲ့ခေါင်းစဉ်ကတော့တတိတွေပေါ့တတိတွေနဲ့ပတ်သက်တဲ့ဗဟိလိပေါ့ဘယ်လိုလုပ်ရမလဲဘယ်လိုစားရမလဲအဲ့တော့တတိတွေမှာဗိုက်တာမင်တွေပါတယ်အန်တီအောက်ဆီဒန့်တွေပါတယ်အပြည့်အဝပါတယ်ဒါပေမဲ့တကြားဓာတ်တွေကလည်းပါနေပြန်တော့အဲ့ဒါကြီးကစိတ်နှောက်ယှက်ဖြစ်စရာတွေမကောက်ဘူးတခါတရံမှာအန်တီရဲတော်ပေးတတ်တယ်ပေါ့နော်စီးကျူယောဂတဲ့တွေအဲ့တော့အဓိကပြောချင်တာကတော့ဘယ်တတိတွေကိုလုံးဝရှောင်ရမှာလဲဘယ်ဟာတွေကဘေးကင်းတယ်လဲဒါတွေကိုမေးလာတဲ့အခါအခုပြောမဲ့10မိနစ်လောက်တွင် channel ကပြောနေတဲ့အတွင်းမှာ glycemic အညွှန်းလေးကိုအဓိကအောင်စိုက်ပြီးပြောသွားမယ်နော် glycemic index ပေါ့ GI လို့ပဲပြောမယ်နောက်ပိုင်းပြီးရင်အဲ glycemic load ပေါ့နော်သူ့ရဲ့ glycemic ဝန်အားပေါ့အဲ့ဒါကြီး GL ပေါ့အဲ့တော့ GI နဲ့ GL ကိုသိပ္ပံနည်းကျရှင်းပြသွားမယ်အဲ့တော့သွေးတွင်းတကြားတက်တာတွေအန်တီရမရှိဘဲနဲ့စားနိုင်မဲ့အကောင်းဆုံးနည်းလမ်းတွေလည်းပြောသွားမယ်နော် viewer တွေပေါ့ glycemic အညွှန်းနဲ့သူကဘာလဲဆိုတော့တကြားတက်ပါတဲ့အစားအစာတစ်ခုစားလိုက်ပြီးတဲ့နောက်မှာသွေးတွင်းတကြားတက်ဘလောက်မြန်တက်တယ်လဲဆိုတော့တိုင်းနဲ့နှုံးတိုင်းနဲ့အညွှန်းကိန်းပေါ့နော် glycemic လို့ခေါ်တယ်80ဒါမှမဟုတ်အဲ့တက်ပို့ရဲဆိုရင်တော့တကြားတက်မြန်ဝင်တယ်လို့ပြောတာတော့ high GI လို့ခေါ်တယ်55ဒါမှမဟုတ်ရင်အဲ့ထက်နှိမ့်နေဆိုရင်တော့တကြားတက်ဖြည်းဖြည်းချင်းပဲဝင်တယ်လို့ပြောတယ်သူက low GI ပေါ့အဲ့တော့ high GI low GI အဲ့နှစ်ခုလေးမှတ်ထားလိုက် GI ဆိုတာခုနကပြောတယ်တကြားတက်တဲ့ညွှန်းကိန်းနော်စကားပြပြောအောင်မယ်ခုဒီ channel ကပညာပေးတဲ့ channel เนาะအပျော်ပါလုပ်တဲ့အတင်းပြင်းနေပြောတဲ့ channel မဟုတ်တဲ့ကျမကြီးစိတ်ဝင်စားရင်နားမထောင်ပါနဲ့เนาะပြင်းစရာကောင်းပါလိမ့်မယ်တော်တော်ကြာဘာတွေပြောနေမှလည်းမသိဘူးလို့ပြင်းစရာကြီးလို့ဖြစ်လာမှာဆိုလို့ပါအဲ့လိုမျိုးတွေးသွားမှာဆိုလို့ပါเนาะအပျော်ပါကိုဝါသနာပါရင်တော့ဒီ channel ကိုမကြည့်ပါနဲ့เนาะ celebrity တွေဘာတွေညာတွေအကြောင်းတွေကြည့်ပေါ့အဲ့ဒါလေးတွေကအပြင်းပြေးမှာပေါ့ပြီးတော့ GL ကြတော့စားသုံးမှုပမာဏကိုထည့်သွင်းစဉ်းစားရတယ်เนาะဒါကအသီးတွေအတွက်တော့ချက်ပေါ့စီးကျူသမားတွေကခုနပြောတဲ့ GI ဆိုတဲ့ညွှန်းကိန်းရေးပါတယ်မြင့်အင်ဆူလင်လိုအပ်ချက်ကိုမြန်နဲ့များဖြစ်စေတယ်ပန်ကရိယာရုန်းကန်ရမယ်ဆိုရင်အဲ့လိုမြန်တက်လာတာကအန်ဒီရရှိတဲ့သွေးတွင်းတကြားတက်မြင်မာမှုတွေဖြစ်လာနေတယ်လို့ရေရှည်မှာလည်းအပျက်စီးထိခိုက်မှုတွေစီးကျူသမားပေါ်လာဖြစ်နိုင်တယ်အခုပြောမဲ့အသေးတွေကတဘာဝအပြင် GI မြင့်တယ်ဒါမှမဟုတ်တကြားတက်အရမ်းများတယ်ပေါ့နော် GL ပေါ့အရမ်းများတယ်ပေါ့နော်အဲ့တော့ပမာဏနည်းနည်းပဲစားတင်တယ်ဘာလဲဆိုတော့ဖျဲသီး GI မြင့်တယ်80လောက်ရှိရေတက်တော့များပါတယ်သူ့မှာရေတက်တော့များတယ်သူ့မှာပါတဲ့တကြားတက်က80လောက်ရှိတယ်အဲ့တော့ GL ကအပိုင်းနည်းနည်းတိတိလေးပဲစားမယ်ဘာညာဆိုတော့အနည်းမှာပေါ့လုံးရှောင်မယ်လို့ပြောတာပေါ့နော်သူစီးကျိုသမားတွေဖျဲသီးကိုမစားတော့လို့ပြောတာမဟုတ်ဘူးပမာဏလေးကိုနည်းနည်းပါသတိထားစားနောက်မှဲ့နေတဲ့တရသီးမှဲ့ဣနေတာပေါ့နော်အဲတရသီးကအရမ်းမဲ့လိုက်ပြီဆိုကြားတက်ကမြင့်လာတော့တာပဲသူ့မှာအမြင်တက်တော့ပါတယ်ဒါပေမဲ့တရသီးကြီးတစ်လုံးမှာတော့ GL ဆိုတဲ့ load ပေါ့အရမ်းမြင့်တယ်အဲ့တော့တရသီးပေါ့တရသီးမှဲ့တစ်လုံးကမှဲ့ပြီဆိုတာနဲ့တကြားတက်ကအရမ်းမြင့်တာမြင်တတ်တော့ပါတယ်သူ့မှာအားကိုးစရာဒါပေမဲ့ GL အရမ်းများတယ်ဒါကြောင့် तू ကခွက်တစ်ဝက်လောက်ပဲစားတင်တယ်လို့အကြံပြုတယ်ခွက်တစ်ဝက်ဆိုတာတစ်ခွက်ကို240မီလီလီတာရှိရေသန့်ဘူးတစ်ဘူးကိုမျက်စိနဲ့မြင်ကြည့်လိုက်ပေါ့ထက်ဝက်ဝက်လိုက်ရင်900နောက်တစ်ထက်ဝက်ဝင်250ဆိုတော့250နဲ့240သိပ်မကောတော့4ပုံတစ်ပုံပေါ့ခွက်တစ်ဝက်ပဲစားဆိုတော့ရေသန့်ဘူး4ပုံတစ်ပုံဆိုတော့8ပုံတစ်ပုံပေါ့ရေသန့်ဘူးရဲ့8ပုံတစ်ပုံစားလောက်ပဲတည်သီးစားပေါ့ပြောတာနော်ပြီးရင်ဒွင်းသီးတကြားတက်လည်းများတယ်ကယ်လရီလည်းအများမြင့်တယ်သူ့မှာအမြင့်တက်တွေအစီတွေပါပေမဲ့သူ့ရဲ့စုစုပေါင်း GL အဆင့်ကမြင့်တဲ့အတွက်နည်းနည်းပဲစားတင်တယ်စီကျူသမားပိန်နေသည်ကကစီတက်တွေရောတကြားတက်တွေရောအရမ်းကျွယ်သွားတယ်စီကျူသမားကစီလက်ရှံသွားတာနော်တကြားတက်တွေမကောင်းသူ့မှာစီးကတ်တဲ့အစွမ်းရှိနေတာဟုတ်အဲ့တော့စီးရလည်းစီးကတ်သေးတယ်တကြားတက်ကလည်းကျွယ်သွားသေးတယ်ဆိုတော့အဲ့စီးကတ်လို့လည်းကစီတက်ရှိနေတာဟုတ်အဲ့ခါကျတော့ရှော့စားပါနော်ပိန်နေသည်ကြရင်လည်းရှော့စားတရသီးကိုလည်းအရမ်းမဲ့တာကြီးမစားနဲ့စားရင်လည်းအရမ်းမဲ့တာစားရင်လည်းရေတံမှုတစ်ပုရဲ့8ပုံတစ်ပုံစားလောက်ပဲစားနောက်ပြီးတော့တတိကြောက်တွေပေါ့စွန်ပလွန်တို့စပစ်ချောက်တို့ကတွတ်သီးဆိုတာ fig ပေါ့အင်္ဂလိပ်လိုတော့ fig လို့ခေါ်တယ် FIG fig လို့ခေါ်တယ်မြန်မာကတွတ်လို့ထင်တာပဲเนาะအဲ့ဒီဟာကလည်းအရန်ဆိုးတယ်သူဘာလို့ဆိုတော့ချောင်းလုပ်ပြီးဆိုတော့သူရေဓာတ်ကိုဖယ်ရှားလိုက်တော့ဖေတော့တကြားတက်ကသွားစုနေတာစွန်ပလွန်ကတော့ GL အရန်မြင့်တယ်အဲ့ဒီမှာအများဆုံးပဲအဲ့တော့အသီးကြောက်တွေစွန်ပလွန်ကြောက်စပစ်ချောက်ရှောင်းကတွတ်သီးကြောက်ရှောင်းအဲ့တော့အကောင်းဆုံးပေါ့ရွေးချယ်စရာ GI နှိမ့်နေတာတွေပေါ့ GI ကလည်းနှိမ့်မယ်အမြင့်တက်ကလည်းများတယ်ဆိုတော့အဲ့ဒါလေးတွေရွေးစားမယ်ဆိုတော့စီကျူသမားတွေကောင်းတာပေါ့နော်။ဘာလဲဆိုတော့ berry သီးတွေ strawberry တို့ blueberry တို့သူက GI GL နှစ်မျိုးစလုံးနှိမ့်တယ်နော်
ဒါပေမဲ့ပျော်ဝင်နိုင်တဲ့အမြင့်တက်တွေပါတယ် antioxidant တွေပါတယ် insulin ရင်ပန်းမှုလည်းလျှော့ချပေးတဲ့နေရာမှာအထောက်အကူပြုတယ်အဲဒါကြောင့် berry သီးတွေစားတဲ့မြန်မာပြည်မှာတော့ blueberry ကတော့မလွယ်ဘူးပေါ့နော် strawberry ကတော့လွယ်တော့ strawberry စားတာပဲရှိရပါပေါ့နောက်မလကာသီးပေါ့အာရှမှာပေါ်ပါတယ်အာရတက်တွေကျွဲရတယ်အမြင့်တက်တွေကျွဲရတယ် GI အရန်နေတယ်သူ့ရဲ့မာကျောတဲ့အသားတွေကအစာခြေဖို့လည်းနှီးတယ်နှီးတော့မြန်မြန်သွေးတဲ့ကိုအချိုတက်တွေဝုန်းတိုင်းဆိုတက်မလာဘူးပေါ့နော်ပန်းသီးနဲ့တစ်တော်သီးရေဓာတ်လည်းမြင့်တယ်ပျော်ဝင်နိုင်တဲ့ရေဓာတ်ကတော့တော်တော်မြင့်တာနော်တစ်တော်သီးဆိုသိပါတယ်ပျော်ဝင်နိုင်တဲ့အမြင့်ဓာတ်တော့ပက်တင်တို့ဘာလို့ပါတယ်ဂလူးကို့ဆုပ်ယူမှုကိုနှေးစေတယ်အဲ့ဓာတ်တွေပါတဲ့အတွက်ဖြစ်နိုင်ရင်တော့အခွန်နဲ့တွဲစားဘာလို့အမြင့်ဓာတ်အများစုကအခွန်မှာရှိနေတယ်ဒါပေမဲ့ပန်းသီးကိုဖျောင်းတွေလူးထားတယ်ဖျောင်းတွေတုတ်ထားတယ်လို့ပြောကြတော့အဲ့လိုမျိုးဖျောင်းတွေပါနေတယ်ဘာညာဆိုတော့မစားနဲ့ပေါ့နော်မတတ်နိုင်ဘူးပေါ့ခွာစားပေါ့အဲ့လိုမဟုတ်ဘူးဆိုတော့တေချာပွန်သက်စီတွေပုသက်စီတွေပြောင်းလို့အခွန်ကိုရေးစစ်စားပြီးတော့အချင်းဓာတ်ရှိတဲ့တစ်သီးတွေရှိတယ်လိမ်ပေါ်သီးတို့ကျွဲကိုသီးတို့တို့က GI နှိမ့်တယ်ချိုးရဲဆိုရင်မဲ့လည်းသူ့မှာပျော်ဝင်နိုင်တဲ့အမြင့်ဓာတ်နဲ့ရေဓာတ်တွေမြင့်မားတဲ့အတွက်တရားဓာတ်ကိုဖြည်းဖြည်းချင်းမဲ့ခန္ဓာကိုယ်တွေကိုလွတ်ပေးတယ်ထုတ်ပေးတယ်အဲ့တော့ဖြော်ရည်မလုံနဲ့အသီးတိုင်းစားသိလားလိမ်ပေါ်သီးကိုဖြော်ရည်ကျွဲကိုသီးဖြော်ရည်မလုံနဲ့အသီးတိုင်းအဖက်တွေပါအောင်စားအဲ့တော့စားသုံးတဲ့နီးပြူကလည်းလိုသေးတာပေါ့ဘယ်လိုစားရမှာလဲဆိုတော့စားသုံးမှုစားသုံးနည်းအဲ့တော့ဘာစားရလဲဆိုတော့တခါတရံကြောက်လဲဘယ်ချိန်မှာစားမလဲဆိုတာလေးလည်းအရေးကြီးသေးတာပေါ့နော်အဲ့တော့မမယ်သေးတဲ့တသီးပေါ့ငါပြောသီးတည့်ရသီးအဲ့ဒီမှာသူကအားကောင်းတဲ့ကစီဓာတ်တွေပါတယ်တရားဓာတ်နဲတယ်အယမ်းမဲ့တာကြီးစားမစားမတက်နိုင်ပေါ့နည်းနည်းလေးတိတ်မမဲ့သေးတာစားပေါ့တည့်ရသီးတွေပါတယ်မှာ GI ပူနှိမ့်စေရင်လို့လေနော်နည်းနည်းလေးမာနေတဲ့အသီးလေးပဲရွေးစားမှာပေါ့ငါပြောသီးမှာလို GI ဖြစ်တယ်ဟောဒါပေမဲ့အခွန်မှာအညူစိတ်တွေပါဖြစ်နေပြီးအယမ်းမဲ့နေပြီဆိုအခွန်မှာလေးအဆက်အပြောက်တွေအမဲစိတ်တွေညူစိတ်တွေဖြစ်လာပြီဆိုတော့ငါပြောသီးအဲ့ဒါ GI တွေတားပြင်းတာပဲလူဘိန်းပြောတော့အမဲတွေတားမဲ့တာပေါ့အမဲပြော့ပြဲပြီးတော့အဲ့လိုဆိုအဲ့ငါပြောသီးကတော့စီကျူသမားမစားသေးဘူးနော်တာမန်လူတွေကတော့ကောင်းပါတယ်အဲ့ဒီတမျိုးနဲ့တွဲမစားနဲ့စားတဲ့နီးပြူကဘယ်ထဲမှာဘာမှမရှိဘဲတသီးတွေစားလိုက်တယ်ဆိုရင်အင်ဆူလင်ကမောက်ကမဖြစ်တယ်ပေါ့သွေးကြိုတွေတက်တာတွေအမြင့်ဆုံးဖြစ်တာပေါ့အဲ့တော့အများအားပရိုတင်းနဲ့တွဲစားရမယ်တသီးကိုလေဒါမှမဟုတ်လေကျန်းမာတဲ့အဆီတွေပေါ့လူအကျိုးပြုတဲ့အဆီနဲ့တွဲစားရမယ်ကျန်းမာတဲ့အဆီဆိုတော့မှမြေပဲတို့ပါတို့ဒိန်ခဲတို့နဲ့တွဲစားပေါ့ကောင်းတဲ့ဒိန်ခဲပေါ့နော်ဒိန်ခဲကလည်း processed cheese ဆိုတာမျိုးတွေမစားနဲ့ပေါ့နော်ပြုပြင်ဖန်တီးထားတဲ့ဒိန်ခဲမစားနဲ့လေဒါပေမဲ့ protein နဲ့အဆီရဲ့တရားစုပ်ယူမှုကိုတိတိကျကျနှိမ့်အောင်လုပ်တယ်သိလားအဲ့တော့ခုနပြောတဲ့အချိုဓာတ်မြင့်ရင် protein ဆိုတဲ့အသားဓာတ်နဲ့တွဲစားအဆီဓာတ်နဲ့တွဲစားတရားစုပ်ယူမှုနှိမ့်သွားတယ်အဆီဆိုတာကျန်းမာရေးအတွက်ထောက်ကူပြုတဲ့အဆီတွေကိုပြောတာနော်ခွန်မာသီးတွေပါလဲတွဲစားအရန်ကောင်းတယ်ပြီးတော့တတိယကိုအလုံးလိုက်စားအရည်ညစ်ပြီးတော့ဗလန်ဒါတဲ့အရည်ညစ်ပြီးရည်တွေဖြောမတော့နဲ့ဥပုပ်ဆောင်တဲ့နေ့ဆိုတော့တောက်ပေါ်မတက်နိုင်ကောင်းနေတဲ့နေ့ကျန်းမာနေတဲ့နေ့မှာဆိုရင်တော့ဖြော်ရည်မလုံနဲ့ဒီအတုံးတိုင်းအဖက်တိုင်းစားအဲ့လိုဝါးစားရင်အမြတ်တက်တွေပါပိုက်တဲ့ပါတော့အစာချီတာနှိကွေးသွားတယ်နှိကွေးသွားတော့ခန္ဓာကိုယ်ရဲ့တရားတက်တွေစောက်မတက်ဘူးနော်ဥပုပ်တွေကတော့မတက်နိုင်အရည်ညစ်တော့ဥပုပ်တွေမဟုတ်ရင်တော့အသီးတွေကိုအလုံးတိုင်းစားနောက်ဘယ်လောက်စားရမလဲဆိုတော့ပမာဏလက်သီးစုပ်လောက်ပဲစားပါတစ်ခါစားပြီဆိုရင် GI အဆင့်ဘယ်လိုပဲရှိရှိလေကိုလက်သီးစုပ်ရေလောက်လေးစားမယ်ဒါမှမဟုတ်တစ်ခွက်စားပေါ့ခုနပြော240 ml ပေါ့ရေတံဘူးရဲ့၄ပုံတုံးစားလို့လေအဲ့လောက်လေးပဲစားတစ်ခါစားရင်တပိတ်နဲ့နင်းကန်ပြီးမစားနဲ့အဲ့ဆိုရင် GL လို့ပြောတဲ့ဒီ load ပေါ့ဝင်ပေါ့နော်အဲ့ဒီတရားတက်ဝင်နေတအားမတက်လာတော့ပဲနဲ့ပုံမှန်လေးဖြစ်တာပေါ့ဟိုမှာလက်သီးစုပ်ပူစံဆိုပန်းသီးတစ်လုံးဆိုရင်လက်သီးစုပ်ဘယ်လောက်ရှိတာပဲလေနော်ပန်းသီးကြီးတစ်လုံးဆိုအဲ့လိုလေးပဲလုပ်ပေါ့တတိစားတယ်တတိတွေဆင်ကျင်နေဆိုတော့လက်စီးကျယောဂါကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတော့စိတ်ပိုင်းတစ်ခုပါပဲတကယ်အောင်ဆက်ရမှာတော့ခြေကားအပြင်ဂလူးကို့စ်ကိုထိန်းချုပ်ရမှာနော်ပြီးတော့ကစီဓာတ်ကိုလည်းထည့်တွက်ရမယ်ကိုစားတိုင်းမှာလေကစီဓာတ်ဘယ်လောက်ပါလဲကျွန်မထမင်းနဲ့ပဲစားတယ်လို့ပြောတယ်ပြီးတော့တိတ်မကြခင်မှာသူကအာလူပူရီသွားစားတယ်ဆိုင်မှာစားလို့ကောင်းလို့ဆိုပြီးနော်ချပါတီစားတယ်ဘာထုလဲအာလူကလည်းကစီပဲဂျုံတွေကလည်းကစီပဲလေအဲ့လိုမျိုးလေးတွက်ပြီးတော့စားပါနော်အဲ့တော့ protein တွေကစီဓာတ်တွေမဟုတ်တဲ့ဟင်းသီးရွက်လေးတွေသတိထားပြီးစားအဲ့ဟင်းရွက်တွေကလေရေတောက်တယ်စီးကြိုမတက်ဘူးသိလားဟင်းရွက်တွေစားတယ်စီးကြိုမတက်ဘူးအဲ့အကောင်းဆုံးပဲပြောရရင်တော့လေအန်တီအကင်းဆုံးပဲပေါ့ဂျန်နာတွေကိုလုံးတော့သွေးတကြတဲ့တက်တဲ့ဟာကြီးပဲအရွက်တွေပါတွေကတော့ဘေးကင်းတယ်ရေဆိုလုံးအောင်မတက်တော့ဘူးနောက်ပြီးတော့ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကာယလေ့ကျင့်ခန်းလုပ်ပေါ့လုပ်လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်ကိုကအင်ဆူလင်အာရုံခံနိုင်စွမ်းကိုပို့တိုးတက်တယ်လေကိုခန္ဓာကိုယ်ရဲ့ဝင်လာတဲ့ကြားကိုလည်းပို့ပြီးတော့ထိန်းကျောင်းနိုင်တယ်အဲ့တော့လေ့ကျင့်ခန်းလုပ်တာလည်းကောင်းတယ်နောက်ဆုံးပြောချင်တဲ့အချက်ကလေးကတော့အင်ဆူလင်ကိုမှီခိုနေရတဲ့သူတွေရှိတယ်စီးကျူသမားတွေထဲမှာတီးကြဆေးတောက်နေရတဲ့မှာဆာလ်ဖာနဲ့ယူရီးယားလို့ဆေးမျိုးတွေတောက်နေရတဲ့လူတွေရှိတယ်သူတို့တွေကတော့အခုတတိစားတဲ့ကာဗွန်ဝန်ကိုမှန်မှန်ကန်ကန်မတွက်ချင်ရင်တော့အန်ဒီရရှိတဲ့အတက်ကြတွေဖြစ်တယ်အဲ့တော့ဟော်မုန်းအထူးကုပေါ့နော် endocrinologist လို့ခေါ်တယ်ပေါ့နော် endocrine နဲ့ပတ်သက်တဲ့ဟာတွေကိုစောင့်ကြည့်တဲ့ဆရာဝန်ရှိရလေကုစားပေးနိုင်တဲ့ဆရာဝန်တီးကြဆရာဝန်တက်တဲ့အထူးကုရှိတယ်အဲ့ဒီ endocrinologist လို့ခေါ်တဲ့ဟော်မုန်းအထူးကုဆရာဝန်နဲ့ပြပါနော်ဒါမှမဟုတ်လည်းစီးကျူယောဂပညာပေးဆရာဝန်နဲ့အမြဲတမ်းတိုင်ပင်နေပေါ့ခုနကပြောတဲ့ဆေးတောက်နေတဲ့သူတွေလေအင်ဆူလင်ကိုမိခိုနေရတဲ့သူတွေပြောတာပါတတိစားမယ်ဆိုရင်
အဲ့တော့အဓိကအချက်သုံးချက်ကနံပါတ်1 GI နဲ့ GL ပေါ့နော် glycemic warm လို့ပြောတယ် glycemic load စားသုံးမှုပမာဏအမြဲတမ်းထည့်သွင်းစဉ်းစား load ဆိုတော့ warm ပမာဏပြီးတော့ GI I ဆိုတာ index ညွှန်းကိန်းထည့်စဉ်းစားရမယ်အဲ့တော့ GI နဲ့ပိုအရေးကြီးတာ GL နော်ဘယ်လောက်ပမာဏစားလိုက်တယ်ဆိုတာအရေးကြီးတယ် GL ကအကိုထိန်းချုပ်နိုင်တာနော် GA ထိန်းချုပ်ပြီးဆင်ကျင်ပြီးကိုစားလိုက်လို့ဝင်သွားပြီဆိုရင်ခန္ဓာကိုယ်ထဲမှာ GI ဖြစ်မှာနော်ညွှန်းကိန်းဖြစ်မှာအဲ့တော့မဲ့နေတဲ့တရသီးတွေတွင်းသီးတွေစွန်ပလွန်အဲ့လို GL မြင့်တဲ့တည်တွေကို short စားနောက်ပြီးတော့ဆင်ကျင်ပြီးစားနည်းနည်းလေးစားတိတ်မမဲ့တဲ့အချိန်မှာစားအမြင်တက်တဲ့တွဲစားနံပါတ်2အချက်ကတော့ဖြော်ရည်လုံးဝမတောက်နဲ့အဖတ်တွေပါပေါအောင်စားတကြားဆွေမှုနှီးကိုတော့အောင်ပြီးရင်ဒါမှမဟုတ်လည်းတည်သီးတွေကိုအမြဲတမ်း protein ဒါမှမဟုတ်လည်းအကျိုးပြုတဲ့အဆီတွေနဲ့တွဲဖက်ပြီးစားဒါမျိုးလေးလုပ်နံပါတ်3ချက် GI နှိမ့်နဲ့တည်သီးတွေကိုဦးစားပေး GI ဆိုတာညွှန်းကိန်းတော့ထပ်ပြောမယ်အချင်းချင်းပြောတာဆိုမှားမှာဆိုလို့ GL ဆိုတာပမာဏ GI ဆိုတာညွှန်းကိန်းနှိမ့်တာပေါ့ GL ဆိုတာကိုရွေးချယ်တဲ့ပမာဏကိုများများဆိုင်ရင် GL များတာပဲကိုနည်းနည်းဆိုင်ရင် GL နဲ့တာပဲအဲ့တော့အမြင့်တက်များတဲ့အသည့်မာလာကာသည့်ပန်းသည့်ဘယ်ရီသည့်ဒါမျိုးလေးတွေစားနံပါတ်3ချက်ကအဲ့ဒါသတိပေးတာပါပဲနော်နေကုန်းချုပ်လိုက်ပါပြီဒီနေ့ဒီလောက်ပါပဲပုံမှန်တင်ဆက်ပေးနေတဲ့သတင်းသုတနဲ့ကျမ်းမာရေးအချက်လက်တွေကိုမျက်ခြေပြတ်မသွားအောင် CLGK Health Channel ကို like share subscribe ပေးထားလို့ရတဲ့အပြင်မြန်မာနိုင်ငံပြည်ပမှာနေတဲ့သူတွေက hype လည်းပေးလို့ရပါတယ်နော် HYP hype ပေးတာက like ပေးတဲ့ထက်ပိုပြီးတော့ကိုရှိမှာဒီ channel လေးကိုမျက်ခြေမပြောင်းပြပေးပါတယ်အားလုံးကျမ်းမာကြပါစေ